လက်တလောမြန်မာမျိုးသမီးလိရဲ့လှုပ်ရှားမှုတွေကိုကြည့်ရင်ဘောလုံးဝါသနာရှင်တယောက်အနေနဲ့တကယ်ကိုအားရကျေနပ်ပြီးဝမ်းသာစရာတွေမြင်တွေ့နေရတာအမှန်ပါလိထဲကိုဇွဲကပ်ပင်တို့ရတနာပုံတို့လိုအသင်းတစ်တွေဝင်ရောက်လာပြီးအချင်းချင်းအကျိတ်အနေပြိုင်ဆိုင်လာကြသလိုအသင်းသီးသီးကလည်းလိအဆင့်တန်းမြင့်မားလာအောင်နိုင်ငံခြားကစားသမားတွေကိုပါအပြိုင်ဆိုင်ဖြစ်တင်လာကြပါတယ်လက်ရှိချန်ပီယံအေယာဝတီအသင်းဆိုရင်လည်းသူတို့ရဲ့ချန်ပီယံဆုကိုကာကွယ်ဖို့တင်မကပဲပြည်ပပြိုင်ပွဲတွေမှာပါရှင်ပြိုင်နိုင်ဖို့အတွက်လူအင်အားကိုအားရစရာကောင်းလောက်အောင်ဖြစ်တင်နေတာတွေ့ရပါတယ်ဒီလိုတက်ကြွလှုပ်ရှားနေတဲ့ပုံရိပ်တွေကြောင့်ငါတို့အမျိုးသမီးလိတော့တကယ်ရုံထွက်နေပြီဆိုပြီးဝမ်းသာပီတိဖြစ်နေရတဲ့အချိန်မှာပဲကလန့်ကနောက်ွယ်ကကြားလိုက်ရတဲ့သတင်းဆိုးတစ်ခုကြောင့်ရင်ထဲတကယ်ပဲမချိတင်ခဲ့ဖြစ်သွားရပါတယ်။အေယာဝတီနဲ့တစ္ဆာအားမှန်ပွဲအပြီးမှာထွက်ပေါ်လာခဲ့တဲ့ပွဲပြီးအင်တာဗျူးဗီဒီယိုတွေကတစ္ဆာအားမှန်အသင်းရဲ့အမျိုးသမီးကစားသမားလေးတစ်ယောက်ရဲ့ရင်ဖွင့်တန်ဟာလိရဲ့အားနည်းချက်ကိုတဲထိုးပြလိုက်တယ်လို့ပါပဲ။အားနည်းကတော့အများကြီးပါပဲအခုအတင်းဆိုလဲဝတ်စုံတွေပါးဆောင်အကုန်လုံးပေါ့ဘာမှထောက်ပံ့မှုမရှိဘူးကွာနောက်မှအခုဆိုတော့ထမင်းကမျိုးနောက်နေရထမင်းမစားရတဲ့အဲ့လိုရှိရထိန်ကာလာဆိုတာကိုယ့်ကိုထမင်းစားပြီးလောက်ကန်ခဲ့ရတယ်ရှိပါတယ်အဲ့အားနဲ့ချက်အများကြီးပါပဲတများဆိုအကုန်လုံးဘာမှမလုပ်ကိုင်းဘာမှလူလည်းမရှိဘူးကွာဖိနေအောင်တရက်ချိန်နဲ့နက်မအောင်ဆင်းနေတာအဲ့လိုမျိုးအများကြီးပါပဲအမျိုးသမီးကစားသမားတွေဆိုတာတော်ရုံအခက်ခဲကိုမျိုးသိပ်တက်ကြပေမဲ့အခုလိုတိုက်ရိုက်ထုတ်လွှင့်နေတဲ့အင်တာဗျူးမှာအသင်းရဲ့ဝတ်စုံထောက်ပံ့မှုလုံးဝမရှိတာထမင်းမစားရတဲ့ရက်တွေရှိခဲ့တာနဲ့ကိုယ့်စီစဉ်နဲ့ကိုစားတော့ပြီးရုန်းကန်ခဲ့ရတဲ့အကြောင်းတွေကိုတဲချပြသွားတာဟာသူတို့ဘယ်လောက်ခံစားနေရပြီလဲဆိုတာပြသနေတာပါတစ္ဆာအားမှန်ဆိုတာအမျိုးသမီးလိမှာအသင်းကြီးစည်ရင်ဝင်တယ်လို့လက်ရွေးစင်တွေအများကြီးမွေးထုတ်ပေးခဲ့တဲ့အသင်းကြီးပါဒီလိုအသင်းမျိုးမှာတော့အခြေခံလိုအပ်ချက်တွေအဆင်မပြေဘူးဆိုရင်မြန်မာမျိုးသမီးလိဟာငါတို့ထင်တဲ့လောက်ကောတကယ်အလုပ်ဖြစ်ရလားဆိုတဲ့မေးခွန်းထုတ်เสียဖြစ်လာပါတယ်အသင်းချို့ဝုန်းတိုင်းကျဲအားကောင်းနေချိန်မှာတချို့အသင်းတွေအခြေခံကအစရုန်းကန်နေရတဲ့ဒီလိုအဆိုးနဲ့အကောင်ဒွန်တွဲနေတဲ့ကွာဟချက်ဟာတကယ်ကိုစိုးရိမ်စရာပါဒီလိုလူသိရှင်ကြားဖွင့်ပြောလာပြီးဆိုကြတဲ့ကပြဿနာကမသေးပါဘူး။ဒါကြောင့်အသင်းတာဝန်ရှိသူတွေအနေနဲ့ရင်ဖွင့်သွားတဲ့ကလေးမလေးကိုအပြစ်မြင်တာစိတ်ဆိုးတာမျိုးမလုပ်ဘဲဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့အဖြေကိုရှာဖွေပေးဖို့လိုပါတယ်။ရှေ့တန်းမှာလိပြိုင်ပွဲကြီးအောင်မြင်ဖို့စူးစမ်းနေတယ်လို့ပဲနောက်ွယ်ကကစားသမားတွေရဲ့အခြေခံစားဝတ်နေရေးနဲ့ထောက်ပံ့မှုတွေကိုလည်းအချိုးညီညီဖြည့်ဆည်းပေးကြပါ။ကစားသမားတွေစိတ်အေးချမ်းသာနဲ့ကစားနိုင်မှသာမြမအမျိုးသမီးဘောလုံးလောကရေရှည်တိုးတက်မှာဖြစ်ပါတယ်။တောက်ပနေတဲ့အရွှေ့တွေကြားမှာရုန်းကန်နေရတဲ့ကစားသမားလေးတွေရဲ့ဘဝကိုလည်းလူကြီးတွေဘက်ကနားလည်ပေးပြီးတကယ်လိုအပ်ချက်တွေကိုအမြန်ဆုံးဖြည့်ဆည်းပေးပါလို့တောင်းဆိုချင်ပါတယ်ဗျာ။